င်္ကာနိုင်ငံအနောက်ပိုင်းကနီကိုမိုအကျဉ်းထောင်မှာ2ရက်ကြာဖြစ်ပွားခဲ့တဲ့အထူးကိန်းအတွင်းအဆောင်၄ဦးပါဝင်အနည်းဆုံးလူ25ဦးသေဆုံးပြီး100ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ဒီကျန်းဖတ်မှုမှာကျင်းသားအုပ်စု2ခုကြာခိုင်ရန်ဖြစ်ပွားရာကနေစတင်ခဲ့တာဖြစ်ပါတယ်။တနင်္ဂနွေနေ့မှာကျင်းသားချို့ကတနက်တွေကိုလူယူခဲ့ကြတယ်လို့ဆွဆွဲချက်တွေထွက်ပေါ်နေပါတယ်။အဲ့ဒီနေ့မှာလူ2ဦးသေဆုံးပြီးဒါဇင်နဲ့ချီဒဏ်ရာရရှိခဲ့ပါတယ်။ဒါ့အပြင်အကျဉ်းသူတွေဟာလူငယ်ချမ်းသာငွေပေးဖို့တောင်းဆိုပြီးကျင်းအောင်ခေါမိုးတွေပေါ်တက်ခဲ့ကြပါတယ်။ဇင်လနေ့မှာတော့ကျင်းသားတွေကကျင်းအောင်တကားတွေကိုအတင်းတွန်းခွင့်မှုစူးစမ်းခဲ့တာကြောင့်ကျန်းဖတ်မှုတွေထပ်မံဖြစ်ပွားခဲ့ပါတယ်။လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုဆစ်လွတ်ခဲ့ရပြီးကျင်းအောင်တွေကနေတနက်ပစ်တဲ့တွေကိုလည်းကြားခဲ့ရပါတယ်။ထောင်နေမှုရေးစေဝါရောင်းဝယ်မှုနဲ့ပတ်သက်ပြီးကျင်းသားတို့ကသတင်းပေးခဲ့တာကိုအခြေခံပြီးဖြစ်ပွားခဲ့တာလို့သိရပါတယ်။တရားရရှိသူအချို့ကိုလီကူမိုဆေးရုံကိုပို့ဆောင်ခဲ့ပြီးတခြားလူနာတွေကိုတော့ကိုလံဘိုမြို့သားဆေးရုံကြီးစီပို့ဆောင်ခဲ့ပါတယ်။ဒီဖြစ်စဉ်အတွင်းမှာကျင်းအောင်ခေါမှုအချို့ပြိုကျခဲ့တာကြောင့်မြို့သမီးအကျဉ်းသူအချို့ဒဏ်ရာရခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောကြားထားပါတယ်။ကျင်းအောင်တွင်ရှင်းလင်းနေဆဲဖြစ်ပြီးရဲတပ်ဖွဲ့ကအကူအညီတောင်းခံတာကြောင့်စစ်တပ်ကိုလည်းအသင့်ပြင်ဆင်ထားတယ်လို့ Reuters သတင်းဌာနကဖော်ပြပါတယ်။တရားမျှတရေးနဲ့ကျင်းအောင်ရေးရဝန်ကြီးကဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးတင်ပြဖို့သက်ဆိုင်ရာတွေကိုညွှန်ကြားထားပါတယ်။ကျင်းအောင်ရေးများပြနေတဲ့သီရိလင်္ကာနိုင်ငံကကျင်းအောင်တွေမှာသူပုမှုတွေမကြာခဏဖြစ်ပွားလေးရှိပြီးခုဖြစ်စဉ်ကတော့ဆိုးရွားဆုံးဖြစ်ပါတယ်။2020ပြည့်နှစ်ဒီဇင်ဘာလတုန်းကလည်းခြားကျင်းအောင်တစ်ခုစုပုမှုတွင်လူ17ဦးသေဆုံးပြီး118ဦးဒဏ်ရာရရှိခဲ့ပူပါတယ်။ AFP သတင်းဌာနရဲ့ဖော်ပြချက်အရပြီးခဲ့တဲ့တနင်္ဂနွေနေ့အထိသီရိလင်္ကာကျင်းအောင်တွေမှာကျင်းသား41,250ဦးရှိနေပြီးဒါဟာလက်ခံနိုင်တဲ့ပမာဏထက်4ဆလောက်ပိုများနေတာဖြစ်ပါတယ်ရှင်။ People with immigration offenses sometimes because it's so close to the airport